မင်္ဂလာရှိသောနေ့နဲ့ကလေးပါဥစွာပထမဂါရဝနှုတ်ခွန်းဆက်သားပါတယ်ဒီနေ့30ရက်17လ2025စူပါဆန်ဒီနေ့လေးဖြစ်ပါတယ်လကုန်ရက်နောက်ဆုံးရက်လေးလည်းဖြစ်ပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကိုစိတ်နှပြဘေးရန်ကင်းကွာကျန်းမာချမ်းသာကြပါစေမြန်မာနိုင်ငံကြီးအများဆုံးငြိမ်းချမ်းပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေသောသဘာဝဘေးမျိုးတို့မှလည်းကင်းဝေးပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးလုပ်ငန်းကိုင်ငန်းများအဆင်ပြေကြပါစေစီးပွားဥစ္စာများဒီလာကဲ့သို့တိုးပွားကြပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်တိုင်းတစ်ပါးရောက်ရွှေမြန်မာများအားလုံးကိုစိတ်နှပြဘေးရန်ကင်းကွာကျန်းမာချမ်းသာကြပါစေအလောက်ကိုင်စီးပွားများဒီလာကဲ့သို့တိုးပွားကြပါစေအဖမ်းဆီးရန်မှလည်းကင်းဝေးပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်တိုင်းတစ်ပါးရောက်ရွှေမြန်မာများအားလုံးစုဆောင်းနိုင်ပြီးရင်တော့ကိုယ့်အိမ်ကိုယ့်ယာကိုယ့်ဌာနေကိုအမြန်ဆုံးပြန်နိုင်ကြပါစေလို့ဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်အားလုံးဘေးရန်ကင်းပြီးလိုရင်ဆန္ဒများပြေဝကြပါစေဆုမွန်ကောင်းမြတ်တာပို့သပေးရပါတယ်